အခုအခါ၌သမဝါယုမယ၌လွယ်ကူစေခြင်းဘုရားတော်ဝါဖြစ်ပါစေခြင်းအကျိုးမှာညာလောင်းဤအမိကိုနာဂဝေတွေ့ပါ၏ညာလောင်းကလည်းမိမိရဲ့အမိကိုနာဂဝေမှတ်တော်မူပါညာလောင်းရဲ့အမိကိုဘယ်လိုနဲ့လဲနာဂတွေ့တာလေနော်မိမိရဲ့အမိကိုမှတ်တာနော်သံဃာတော်ရှင်မြတ်တို့ဗျာညာလောင်းရဲ့အမိကိုနာဂဝေမှတ်တော်မူပါဗျာညာ၌လည်းကောင်းသမဝါ၌လည်းကောင်းနာဂရာပါရှိတဲ့ဒီရှိတော်ညာလောင်းရဲ့အမိကိုဖတ်ပြီးမှတ်တော်မူပါဗျာညာလောင်းဥပ္ပဇေဆရာတော်ဤအမိကိုလည်းပဲဒီတိတ်အတွင်းမှာတိတ်တာဝီမှဲ့ပါ၏ဥပ္ပဇေဆရာတော်ဘုရားကလည်းမိမိရဲ့အမိကိုတိတ်တာဝီမှတ်တော်မူပါဗျာသံဃာတော်ရှင်မြတ်တို့ကလည်းဥပ္ပဇေဆရာတော်ဘုရား၏အမိကိုတိတ်တာဝီမှတ်တော်မူပါဗျာရလိုက်တော့သမဝါ၌တော့သဘာဝကမှာတိတ်တာကပါရှိတဲ့ဒီရှိတော်ဥပ္ပဇေဆရာတော်ဤအမိကိုဖတ်ပြီးမှတ်တော်မူပါသံဃာတော်ရှင်မြတ်တို့ဗျာပထမဥပ္ပဇ္ဇာဂါတိတဘောရှိဥစွာဥပ္ပဇ္ဇေယူဇရာပြီးဘုရားမြတ်စွာမိမ္မာထဲတော်ကြောင့်အရှင်သခင်လောင်းပြီးဥပ္ပဇ္ဇေဆရာကိုအရေးယူလို့လိုက်စနော်ဥပ္ပဇ္ဇာယောမေဗန္ဒီဟောတိဒုတိယမိဥပ္ပဇ္ဇာယောမေဗန္ဒီဟောတိတတိယမိဥပ္ပဇ္ဇာယောမေပန္တိဟောဟိဥပ္ပဇ္ဇာကာမေတ္တဝါပတ္တသုဝရအာစိတိတဗံဥပ္ပဇ္ဇေယူပြီးတဲ့နောက်ယဟန်ကောင်းပိုင်ဆိုင်သောတပိဋသင်္ကန်းတို့ကိုပြောကြားရသည်ဟုရှင်တော်ဘုရားမိန့်ပါပေသောကြောင့်ပါရှင်ယဟန်ကောင်းပိုင်ဆိုင်သောတပိဋတို့ကိုပြောကြားမယ်အယံဒီပတ်တော်ဒါရှိမစင်းတော်ရဲ့ရှေ့မှာရှိတဲ့တပိတ်ကြီးအများမဆိုင်ယဟန်လောင်းရဲ့ကိုယ်ပိုင်တပိတ်ကြီးမှအမှန်တိုင်းကြီးနော်ဒီရှေ့မှာရှိတဲ့တပိတ်ကြီးအများနဲ့မဆိုင်ဘူးနော်ဒါရှိယဟန်လောင်းရဲ့ကိုယ်ပိုင်တပိတ်ဟုတ်လားအယံသင်္ကာဒီတဲ့အပေါ်မှာတင်ထားတဲ့နှစ်ထပ်သင်္ကန်းကြီးဒီဟုတ်လားအများမဆိုင်ဒါရှိယဟန်လောင်းရဲ့ကိုယ်ပိုင်နှစ်ထပ်သင်္ကန်းကိုမှအမှန်တိုင်းကြီးနော်ဘုံပေါ်နေတာနော်အဲ့ဒါတက်တယ်လားဟုတ်သေးရဲ့ကိုယ်ပိုင်တာလိုက်ဟုတ်လားအရာဥဒ္ဒရာသင်္ဘောတဲ့အပေါ်မှာဝိယုထားတဲ့အိမ်ကြီးအများမဆိုင်အရှင်ရဟန်းလောင်းရဲ့အပေါ်ယုံကိုယုံကြီးမှန်အမှားပါဒီပေါ်မှာဒီကကိုယုံနော်အရာအန္တရဝါဒဘောတဲ့အောက်၌ဝတ်ထားတဲ့သင်းပိုင်ဒီအများမဆိုင်အရှင်ရဟန်းလောင်းရဲ့ကိုယ်ပိုင်သင်းပိုင်ကိုမှန်အမှားပါရှင်ဘုရားရဲ့တန်ခါမှာပိုင်ဆိုင်မှုနော်ရှေ့မှာရှိရတဲ့တွေကလည်းပဲရှင်ဘုရားရဲ့တပိတ်လာကဘုံမှာနေတာတဲ့တတ်တဲ့ကရှင်ဘုရားရဲ့တတ်တဲ့ကအပေါ်မှာယူထားတဲ့ဘုံလုံးကလည်းရှင်ဘုရားရဲ့ဘုံယုံအောက်မှာဝတ်ထားတဲ့သင်္ကေတလည်းရှင်ဘုရားရဲ့ကိုယ်ပိုင်သင်ပိုင်နော်ရှင်ဘုရားရဲ့ပိုင်ဆိုင်မှုဟုတ်လားကိစ္စအမမီဩဃာတိတိတ်ခါယူနာရှိနောက်နော်အာယနမတောတိတ္တတာဥပသံဃရာဘေခောယတိတံဂတပဒကလအာနာကံလူတာတိယံအရှိမစင်လောင်တန်ဃာတော်တို့ရဲ့2000ခွာအထပ်ပါမှာလွတ်မြောက်ရအရာမှာလာပြီးတော့အခုလိုခြေစုံရက်တဲ့အချိန်မှာနော်တန်ဃာတော်ရဲ့အလယ်ကိုပြန်၍မသွားခင်မှာဘဝမဝင်ပြီးအပြင်ကကျင်းပါဆိုတဲ့အတိုင်းပဲတန်ဃာအလယ်မှာအရှိမစင်လောင်ကိုမေးစရာကြီးရှိတယ်နော်အဲ့ဒီလိုမေးတဲ့အခါကျတော့တန်ဃာအလယ်မှာအမှားအယွင်းယွင်းမဖြစ်ရအောင်တန်ဃာတော်တို့ရဲ့2000ခွာလွတ်မြောက်ရအရာမှာအရှိမစင်လောင်ကိုအရင်မေးတယ်နော်မေးတဲ့အခါမှာလည်းမှန်ရကိုမှန်တိုင်းပြောပေါ့နော်
သုနာတိနာကအယံတေသစ္စာကာလောဘုဒ္ဓကာလောတဲ့အရှင်ဇင်းလောရှင်နာကယခုအခါသည်မှန်ရာကိုပြောရမယ်အခါဟုတ်တဲ့အတိုင်းပဲပြောရမယ်အခါဖြစ်ပါတယ်ယံဇာတံတန်တန်ကမစ္စေပု္ပ္ပံတေတန်တံအတ္တိတိဝတ္တပံအတန်တံနတ္တိတိဝတ္တပံအရှင်ဇင်းလောကိုတန်ကအလေရောက်တဲ့မေးမြန်းနေနော်အဲ့ဒီလိုမေးမြန်းတဲ့အခါကျတော့ထင်ရှားရှိတဲ့အရာကိုထင်ရှားရှိတယ်ပြောထင်ရှားမရှိတဲ့အရာကိုမရှိဘူးပြောနော်ငါရှင်မင်းလောင်းကိုတန်ခါအလယ်မှာမေးတဲ့အခါမှာဟုတ်လားထင်ရှားရှိတဲ့အရာတွေကိုထင်ရှားရှိတဲ့ပြောရမယ်နော်ထင်ရှားမရှိတဲ့အရာတွေကိုမရှိဘူးပြောရမယ်ဟုတ်လားမာခောဝိထာယိမာခောမင်ကုအဟောတိဘာတွေမေးနေတာလဲမဆိုင်တာတွေလာမေးနေတယ်အဲ့ဒီလိုမျိုးမထင်လိုက်ပါနဲ့တဲ့နော်ဧဝံတံပုစ္စိတန္တိတန္တိဒီဧဝတုပါငါရှင်ပဇင်းလောင်းရဲ့တန်တံမှာတဲ့နော်ကုဋ္ဌံလူနာတွေရှိသလားမေးလိုက်တယ်နော်အဲ့ဒီလိုမေးတဲ့အခါမှာရှင်ဘုရားရဲ့တန်တံမှာကုဋ္ဌံလူနာမရှိရင်မရှိဘူးပြောနော်ကံတော်တဲ့အိုင်အမာတွေကိုရှိသလားမေးလိုက်တယ်နော်အဲ့ဒီလိုမေးတဲ့အခါမှာလည်းပဲမရှိဘူးပြောနော်တိလာတော်တဲ့ဟောမကွဲမပြောက်ကြသောအလူကွက်တွေရှိသလားလို့မေးလိုက်တယ်နော်အဲ့ဒီလိုမေးတဲ့အခါမှာလည်းပဲမရှိဘူးပြောဟုတ်လားတော်ချောင်းစိုးနာတွေရှိသလားမေးလိုက်တယ်နော်မရှိဘူးပြောအပမတော်တဲ့သူယူနာဝယ်ယူနာတွေဘောငါရှင်တန်တာမှာရှိသလားလို့မေးလိုက်တယ်နော်အနာကြီး၅မျိုးလို့ဟုတ်လားအဲ့ဒီအနာကြီး၅မျိုးငါရဲ့တန်တာမှာဟုတ်လားရှိရင်ရှိတယ်မရှိရင်မရှိဘူးဒါအရှင်တရားပြပါတယ်နော်မရှိဘူးပြောရဟုတ်လားနောက်တစ်ခါထပ်ပြီးတော့ဒါမေးရအောင်မယ်မနှုတ်တော်သည်တဲ့လူသားစင်စစ်ဖြစ်ရတာလို့မေးလိုက်နော်ငါရှင်ကလူသားဖြစ်တဲ့အတွက်ကြောင့်လူသားအဖြစ်ဖြစ်ပါတယ်ဟုတ်လားအဲ့ဒီလိုဖြစ်ရမယ်နော်သာသနာပေါင်းကိုဝင်ရောက်တဲ့အခါမှာလူဖြစ်ရမယ်လူထဲမှာလည်းပဲယောက်ျားဖြစ်ရမယ်နော်ပုရိသောဒီယောက်ျားရောစင်စစ်ဖြစ်ရလားဖြစ်တယ်နော်ဘုံသိသောဒီသူ့ကြောအဖြစ်ကတော့လွတ်မြောက်ရလားနော်သူ့ကြောအဖြစ်ကလွတ်မြောက်မှယဟန်ပေါင်းတရတာနော်အနန္တောဒီအကျွေးတွေကိုကင်းရလားလို့မေးလိုက်တယ်နော်အကျွေးကင်းမှသာသနာပေါင်းကိုဝင်ရောက်လို့ရတာအကျွေးတွေရှိမရဘူးနော်နာတိရာဇပတော်တဲ့မင်းမူတန်အဖြစ်မှလွတ်မြောက်ရလားလို့မေးလိုက်တယ်နော်မင်းမူတန်ဒီမှာသာသနာပေါင်းဝင်ရောက်ပြင်မရှိဘူးဟုတ်လားမင်းမူတန်မဟုတ်မှသာသနာပေါင်းမှာဝင်ရောက်ပြင်ရှိတာဟုတ်လားအနုညာတော်တိမာတာပိတုဟိတဲ့ယခုလိုသာသနာပေါင်းကိုဝင်ရောက်လာတဲ့အခါမှာမိဘနှစ်ပါးကလည်းပြင့်ပြရလားအဲ့ဒီလိုမေးတဲ့အခါမှာပြင့်ပြပါတယ်ပြောနော်မိဘနှစ်ပါးကပြင့်မပြရင်သာသနာပေါင်းဝင်လို့မရဘူးဟုတ်လားပฏิပုံနာဝိတတိဝတ္တောတဲ့အသက်20ကိုပြည့်ရလားဒီလိုမေးမယ်နော်အသက်20ပြည့်ရင်ပြည့်တယ်ပြောရမယ်ဟုတ်လားအသက်20ပြည့်မှသာသနာပေါင်းဝင်လို့ရတယ်နော်အသက်20မပြည့်ရင်မဝင်ရဘူးဟုတ်လားပฏิပုံနာတိပတ္တစီဝရံတဲ့သာသနာပေါင်းမှာဝင်ရောက်လာတဲ့ငါရှင်ယဟန်ကောင်းမှာတပိတ်သင်္ကန်းကြီးပြည့်စုံရဲ့လားဒီလိုမေးမယ်နော်တန်ခါအတွင်းမှာအဲ့ဒီလိုမေးတဲ့အခါမှာငါရှင်ကတပိတ်သင်္ကန်းပြည့်စုံပါတယ်ဟုတ်လားအဲ့ဒီလိုဖြစ်ရတယ်နော်တော့ကိဏမောတိတဲ့ငါရှင်ပဇင်းလောင်းရဲ့နာမည်ဘလို့ခေါ်လဲမေးမယ်နော်ဆိုတော့ကဘုံမဲ့လာတယ်နာဂပဲနော်နာဂလို့ဖြစ်ဟောနာမောတိဥပိ္ပဇာယောတဲ့ငါရှင်ပဇင်းလောင်းရဲ့ဥပိ္ပဇေဆရာဘယ်လိုလဲလို့မေးတယ်နော်အဲ့ဒီလိုမေးတဲ့အခါမှာငါရှင်ပဇင်းလောင်းရဲ့ဥပိ္ပဇေဆရာသည်တိတ်တာအမည်ရှိပါတယ်အဲ့ဒီလိုပြောရမယ်နော်ဒါငါရှင်ပဇင်းလောင်းကိုတန်ခါအတွင်းမှာမေးမဲ့အရာတွေကိုဟုတ်လားအပြင်မှာပြောပြတာနော်ဆုံးမတဲ့ယဟန်ကအရင်တန်ခါတော်အတွင်းကိုသွားမယ်နော်တန်ခါတော်အတွင်းရောက်တဲ့အခါကျမှငါရှင်ယဟန်လောင်းကိုလှမ်းပြီးတော့ခေါ်မယ်နော်အဲ့ဒီလိုလှမ်းခေါ်ပြီးတဲ့အခါကျမှငါရှင်ပဇင်းလောင်းကလက်ဝဲလေးချီပြီးတော့တန်ခါအတွင်းကိုဝင်ရောက်ရတာဖြစ်တယ်နော်အန္တိသံဃောနာဂောအာယတမတောဒိဋ္ဌတာဥပသံဗရာပိခောအနုတိထောသောမယ
ပရံယာစာမိအောင်လုံးပတုမံဗန္တိတံဃောအနုကမ္ပံဥပါဒါယဒုတိယမိတံဃံဗန္တိဥပတံပရံယာစာမိအောင်လုံးပတုမံဗန္တိတံဃောအနုကမ္ပံဥပါဒါယတတိယမိတံဃံဗန္တိဥပတံပရံယာစာမိအောင်လုံးပတုမံဗန္တိတံဃောအနုကမ္ပံဥပါဒါယတံဃာတော်အရှင်သူမြတ်တို့ဘုရားတတိတော်သည်ယာအဖြစ်တောင်းပန်ပါ၏တပိတော်အားယုံနေသောရှင်သာမဏေဖြစ်မှမြင့်မြတ်သောယဟန်ပဇင်အဖြစ်သို့ချီးမြှောက်ပို့ဆောင်တော်မူပါတန်ခါတော်အရှင်သူမြတ်တို့ဘုရားတစ်ကြိမ်မြောက်လဲသုံးကြိမ်မြောက်လဲယဟန်ပဇင်အဖြစ်တောင်းပန်ပါ၏တန်ခါတော်အရှင်သူမြတ်တို့ဘုရားတပိတော်အားမဲမြင့်သောအကုသိုလ်အဖို့မှကျူစင်သောကုသိုလ်အဖို့၌တည်အောင်ထားတော်မူပါအရှင်ဘုရားသူနာတုမေဗန္တိတံဃောအယနာဘောအာယသမတော်တိတ္တတာဥပဒမရာပိခောယရိတံဂတ္တပဒကံလအဟနာဂံအန္တရာယိကေဓမ္မေပု္စေယံဒီလိုအပြင်မှာဒီမိတာနော်ဆံဃာအရမပြန်ရပြီးတော့အရှင်ကိုနေတယ်ဟုတ်လားဒုနာတိနာကအယံဒီသစ္စာကာလောဘုဒ္ဓကာလောယံသာတန္တာဘုဇာယီတဲ့အရှင်ကိုစင်တော့ဆံဃာအလည်းကိုရောက်လို့လာပြီအရှင်ရဲ့တန်တာမှာသင်္ချာရှိတာတွေကိုမေးမယ်နော်တန်တာအတ္တိတိဝတ္တပံအတ္တန္တာနတ္တိတိဝတ္တပံသင်္ချာရှိတာလည်းမေးမယ်သင်္ချာမရှိတာလည်းမေးမယ်နော်မှန်ရလို့ငါရှင်ပြောရမယ်တန်တိတိဧဝဒုပါအာပါဒာငါရှင်ရဲ့တန်တာမှာဥဒ္ဒနုနာရှိသလားဘာတော်တဲ့အာယမာတွေရောရှိလားဣလာတော်တဲ့မကွဲမကြောက်ကြသောအလူဝတ်တွေရောရှိလားတော်ချောင်းဆိုးနာတွေရောရှိလားအပမာတော်တဲ့ဝဲယူနာသူယူနာတွေရောရှိလားဒါမှရှိတန်တာမှာဒီယောဂတွေရှိဘူးနော်ဒါပေမဲ့မနှုတ်တော်သည်တဲ့အာရှင်ဒီလူသားစင်စစ်ဖြစ်ရလားပုရိတော်သည်တဲ့အာရှင်ညာလောင်းဒီကြောင်းကြားစင်စစ်ပေါ်ဖြစ်ရလားအာရှင်ပဇင်လောင်းဒီဘုံစိတ်တော်ဒီတို့ကြုံဖြစ်မှလွမြောက်ရလားအနန္တော်သည်တဲ့အာရှင်ပဇင်လောင်းဒီတဲ့သူကျွေးတွေကိုပြင်းရလားနာတိဒါဇဘတော်တဲ့ငါရှင်ပဇင်လောင်းဒီမင်းမှုတန်းဖြစ်မှလွမြောက်ရလားအနုညာတော်ဒီမာတာဒီသူဤငါရှင်ပဇင်လောင်းပြည့်ရမိဘနှစ်ပါးကယဟန်ပြုရပြုရလားဗတိပုံနာဝိသတိဝတော်ဒီတဲ့ငါရှင်ပဇင်လောင်းဒီကုလိုသာသနာပေါ်ဝင်ရောက်လာပြီးဉာဏ်ဖြစ်တက်ရောက်တဲ့အချိန်မှာအသက်20ပေါ်ပြည့်ရလားပရိပုံဏတိပတ္တစီဝရံအဲ့ဒီဘယ်တော့သာသနာ့ဘောင်ဝင်ရောက်လာတဲ့အခါမှာဝိသင်္ကန်းတွေကိုပြည့်စုံရလားအိနာမောဒီအားရှင်ဘုရားရဲ့နာမည်ဘယ်လိုမဲ့ထားပါလဲနာကနော်ကောနာမောဒီဥပ္ပဇာယောတဲ့အားရှင်ဘုရားရဲ့ဥပ္ပဇ္ဇဆရာတော်ရဲ့အမည်ဘယ်လိုခေါ်လဲအိနာပါဗျာသာသနာ့ဘောင်နမောတတ
နာတုမေဝန္တိတံကိုအယံနာကိုအာယတမတောတိတတဥပသမ္မာမိခောပရိတုရောအနရာယိဓမ္မေပရိပုဏ္ဏတပတ္တဇိဝရံနာမောတံဃံဥပဒဝဒယာတိအာယတမတာတိတိနာဝိဇာယိနာယေတိတံဃတပတ္တကလံတံကိုနာဂံဥပသမတိယအာယတမတာတိတိနာဝိဇာယိနာဟိတာညတိသုနာတုမေဘဝန္တိတံကိုအယံနာကိုအာယတမတောတိတတဥပတံဝရာဘိက္ခောပရိသုဒ္ဓောအန္တရာယိကေဗျံမိပရိပုဏ္ဏတပတ္တဇိဝရံနာကိုတံဃံဥပဒဝရယာတိအာယတမတာတိတိနာဝိဇာယိနာတံကိုနာဂံဥပသမတိတိအာယတမတာတိတိနာဝိဇာယိနာယတာယတမတောခမတိနာဂတဥပသမ္မာအာယတမတာတိတိနာဝိဇာယိနာသောတုံနတယတနခမတိသောဘောတိယဒုရိယမိဣဒမထံဝရာမိသုနာတုမေဘဝန္တိတံကိုအယံနာကိုအာယတမတောတိတတဥပသမ္မာဘိက္ခောပရိသုဒ္ဓောအန္တရာယိကေဓမ္မိပရိပုဏ္ဏကပတ္တဇိဝရံနာမောတံဃံဥပသမ္မာယာတိအာယတမတာတိကိနာဥပိ္ပဇာယိနာတံကိုနာဂံဥပသမ္မာတိတိအာယတမတာတိကိနာဥပိ္ပဇာယိနာယတာယတမတောခမတိနာဂတဝသမ္မာအာယတမတာတိကိနာဥပိ္ပဇာယိနာသောတုံနတယတနခမတိသောဘာတိယရတိယမိဣဒမထံဝရာမိသုနာတုမေဘဝန္တိတံကိုအယံနာကိုအာယတမတောတိတတဥပသမ္မာဘိက္ခောပရိသုဒ္ဓောအန္တရာယိကေဓမ္မိပရိပုဏ္ဏတပတ္တဇိဝရံနာကိုတံဃံဥပဒဝရယာတိအာယတမတာတိပိနာဝိဇာယိနာတံကိုအာဂံဥပသမတိတိအာယတမတာတိပိနာဝိဇာယိနာယတာယတမတောခမတိနာဂတဝသမ္မာအာယတမတာတိပိနာဝိဇာယိနာသောတုံနတယတမေဥပသမန္တောသံဃိနာနာကိုအာယတမတာတိပိနာဝိဇာယိနာခမတိသံဃတတသမတုံတိဧဝမေတံဒာရိယမိဥပသမန္တောသံဃိနာနာကိုအာယတမတာတိပိနာဝိဇာယိနာခမတိသံဃတတသမတုံတိဧဝမေတံဒာရိယမိဥပသမန္တောသံဃိနာနာကိုအာယတမတာတိပိနာဝိဇာယိနာခမတိသံဃတတသမတုံတိဧဝမေတံဒာရိယမိသာသနာ့ဘောင်ကိုဝင်ရောက်လာသာသနာတော်အတွင်းမှာဝင်ရောက်လာတဲ့ယဟန်သစ်တွေက
တရားမြတ်စွာကကောင်းရမယ့်တရားတွေကောင်းရမယ့်တရားတွေတရားကအလို့ရှိတယ်နော်သာသနာပေါ်မှာဝင်ရောက်လာတဲ့ဉာဏ်လောင်းတွေဉာဏ်သိတွေပြောကြပြရတယ်တဲ့ဒီလိုသာသနာပေါ်မှာကောင်းရမယ့်တရားတွေနော်ကောင်းရမယ့်တရားတွေကောင်းရမယ့်တရားတွေကဘာတွေလဲဆိုလို့ရှိရင်နံပါတ်1မေတ္တာအမှုမပြုရဘူးလေနော်နံပါတ်1ဘာလဲလဲသာသနာပေါ်ကိုဝင်ရောက်လာရင်နော်မေတ္တာအမှုမပြုရဘူးတဲ့မေတ္တာအမှုပြုလို့ရှိရင်ရဟန်းမဟုတ်ဘူးတဲ့နော်တော့ပဲမှတ်တာဟုတ်လားအကျေပြောရင်ကြားတယ်နော်နောက်တစ်ခါသူတစ်ပါးပစ္စည်းမခိုးရဘူးတဲ့နော်နံပါတ်2ကဘာလဲလဲသူတစ်ပါးပစ္စည်းမခိုးရဘူးဘုရားကဟောတာကဟိုဝါချမ်းလောက်မှမယူနဲ့တဲ့နော်ဓမ္မတန်လောက်ထိုက်တဲ့အရာလည်းမယူနဲ့တဲ့ဟုတ်လားအဲ့ဒီလိုမျိုးသူတစ်ပါးပစ္စည်းကိုခိုးရင်ရဟန်းမဟုတ်ဘူးတဲ့နော်ဖြစ်သွားပြီဟုတ်လားနောက်တစ်ခါသူတစ်ပါးအသက်ကိုမတတ်ရဘူးလေနော်ဟုတ်တယ်လေမတတ်ရဘူးသူတစ်ပါးအသက်ကိုတတ်ရင်ရဟန်းမဟုတ်တော့ဘူးလေနော်နှစ်ပါးရှိပါတယ်သုံးပါးရှိပါတယ်နောက်တစ်ပါးကမိမိမှာဘာမဲ့ဘာပူမမရပဲနဲ့လူအထင်ကြီးအောင်လို့ပြောရဘူးလေနော်ဒီလိုတာနာပေါ်မှာဝင်ရောက်လာတယ်အဲ့ဒါရှောင်ရမယ့်တရားနှစ်ပါးလေ၄ပါးမေတ္တာမမီဝဲရဘူးသူတစ်ပါးဥစ္စာကိုကိုရဘူးသူတစ်ပါးအသက်မတတ်ရဘူးမိမိမှာဘာမဲ့ဘာပူမမရပဲနဲ့လူအထင်ကြီးအောင်မပြောရဘူးလေနော်ရှောင်ရမယ်ဟုတ်လားလိုက်ဆိုအာမဘန္တိအရှင်ဘုရားတပိတော်သည်သာသနာပေါင်း၌ရေသမြကာလပတ်လုံးရှောင်ကျင်ပါမည်ဗျာရှောင်ကျင်မယ်ဗျာနော်ရှောင်ရမယ့်တရား၄ပါးရှိတယ်လို့ရှောင်ရမယ့်တရားက၄ပါးရှိတယ်နော်ရှောင်ရမယ့်တရား၄ပါးကဘာတွေလဲဆိုတော့ပြောကြည့်ပြောရအောင်ရှိတယ်အေးရိုက်လည်းကောင်းတော့ပေါ့那吧，အဲ့လိုမျိုးကြောင်းချင်တယ်လှက်ပါကြိုက်တနေရာတဲ့ပုံစုကြောင်းစီအဲ့ဒါဆောင်းရမယ့်တရားတွေနော်ဒီဝေးရမယ့်တရားတွေဟုတ်လားစောစောဟာတော့ဆောင်းရမယ့်တရားတွေဒီဝေးရမယ့်တရားတွေနော်လိုက်ဆိုအာမဘန္တိမြတ်အာလဘလုံးလိုက်နာကျင့်သုံးပါမည်ရှင်ဗျာတောင်းပါရနော်အရှင်ယခုလိုရဟဘဝရောက်အောင်နော်ဒီလိုလေတရားသမဝါစာတရားအတ္တကဘာသာတော့ဒီအရှင်သူမြတ်တွေကမချီးမြောက်ရင်ဝိုင်းဝန်းရင်အရှင်ရဟန်းဖြစ်ဘူးနော်အဲကြောင့်အရှင်ရဟန်းဖြစ်သွားပြီကျေးဇူးရှိတယ်နော်ဒီလိုလေတရားသမဝါစာတရားအတ္တကဘာသာတော့အရှင်ဘုရားရဲ့တရားတွေဖြစ်သွားတယ်နော်ဆရာကလည်းဆရာဝတရားကြည်ရတယ်တတိယလည်းတတိဝတရားကြည်ရတယ်နော်ဆရာတော်မကြီးတတိယဝိရားမကြီးသာသနာပေါ်မှာနေအပြည့်ဖြစ်တယ်နော်အဲကြောင့်အပြည့်တွေမဖြစ်ပြီးတော့ဟုတ်လားအပြည့်တွေမဖြစ်အောင်လို့ဟုတ်လားဒီကိန်းများဒီနေ့ဒီကြောင်းနဲ့တရားဝိရားတွေပြက်ွက်လို့ရှိရင်နော်အပြည့်မဖြစ်အောင်လို့တောင်းပန်ရမယ်နော်လိုက်ဆိုလိုက်ဥပိ္ပစေဆရာကမဝါစာဆရာတာရကတန်ဃာတော်အရှင်သူမြတ်တို့ဘုရားအရှင်ဘုရားတို့အပေါ်၌ဝိကြီးဘုရားပြုလုပ်ရာအတွက်တတိတော်မှာတောင်းရှိပါသည်ဘုရားတတိတော်အပေါ်၌လည်းရှင်ဘုရားတို့ကပြုရာဝိရာများအပြာအလံရှိပါသည်ဘုရားဝိရာတို့ကိုအကျဉ်းများပြတ်ပတ်ခဲ့သည်ရှိတော့အပြည့်မယူပဲကိုယ်လိုဒီခံတော်မူပါဆရာတော်သံဃာတော်အရှင်သူမြတ်တို့ဘုရား